တဲ့ပစ္စုံများကိုငါရောင်းဝယ်ဒီလိုစ조사ပြီးရလာတဲ့အာရကေများနဲ့တူတူလေးရဲ့ပါလေးကဝင်လက်ဖို့ရွှေကောင်းဝင်မယ်ဘူးစီပေါင်းကနေစတဲ့ကောင်းတဲ့ပြင်ချနဲ့ပြီးပြင်တမ်းမလို့ဒီဘက်ကိုကြည့်ကိုပတ်ပြင်ကြည့်ခရင်ရင်ဒီပြင်နဲ့တူမောင်လေးဗျာဝူရူတွေကဘာလဲမောင်လေးရဲ့အော်အဲ့ဒါကျွန်တော်တချင်းမပြီးသေးလို့လေအမစာသားလို့နေလို့အဲ့ဒါလောလောဆယ်တော့ဝူလူလူပဲဖြည့်တာခဏလေးပြီးတော့မယ်နော်ဆက်ဖတ်ပြမယ်မောင်လေးဗျာဝူရူတွေကဘယ်ချိန်ပြီးမှလဲမောင်လေးရဲ့ပြီးတော့မယ်အမ15မိနစ်စာပဲရေးတာကျွန်တော်15မိနစ်စာပြီးအောင်အရင်ဖတ်ပြမယ်နော်မောင်လေးဗျာမောင်လေးရဲ့အမခေါင်းတွေလည်းရှုပ်လာပြီဇလန်းတစ်ခုလုံးဘာမှနားမလဲဘူးโอเคရကျွန်တော်အစပြန်ဖတ်ပြမယ်နော်မလောက်ပါနဲ့တော့မောင်လေးရဲ့အမောက်လေးလိုရင်းတူရှင်ဖြစ်တဲ့ဇလန်းလေးပဲရေးပေးပါလားမောင်လေးရဲ့ဟာကွန်မဒီအင်ဒစထရီမှာဇလန်းချိန်ပေးတယ်ဆိုတော့ထုံးစံမရှိကျွန်တော်တို့ကတက်လို့လှုပ်စားနေရမှာမဟုတ်ငတ်လို့လှုပ်စားနေရကြံလာတော့အမအဖိုင်မယ်မောင်လေးအမပတ်စံပို့ပေးပါမယ်မောင်လေးရဲ့